ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဝမ်ကစားတလိုင်းငယ်နဲ့ကြိုဆိုပါဗျာလာဗျာမင်းတို့ချင်းချင်းတို့ဒီနေ့ကျတော့ကြက်ပေါင်တံပြာပေါင်းလေးလှုပ်ရှားဖြစ်လို့လောက်ရတာလေတအားလွယ်ကူပြီးတော့ချင်းငယ်ဆက်အရတာပြည့်ရှိနေတဲ့လွယ်ကူမြန်ဆန်ပြုလုပ်နည်းလေးနဲ့လာမျှဝေမှာပေါ့နော်အရင်ဆုံးဒါတွေကြတော့ကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းလေးတွေပါနော်ချင်းငယ်ချင်းတို့ပစ္စည်းကြတော့တအားရိုးရှင်းပါတယ်နော်ဒီနေ့ကျတော့ကျွန်တော်ကြက်ပေါင်၄ပေါင်သုံးထားပါတယ်နော်โอเคပြီးရင်ကျွန်တော်တို့ချက်ပေါင်တွေဒီအာဘချန်ကအယိုးပေးနာမှာနည်းနည်းလေးလှီးထားပေးပါမယ်ပူချက်လွယ်ရအောင်လို့ပါနော်ပြီးတော့အပေါ်ပိုင်းချမ်းမှာကျွန်တော်တို့နည်းငယ်မှုန်းထားပေးမှာပေါ့နော်ပြီးရင်တော့ဆေးပြီးတော့ရေစစ်ထားပေးပါမယ်ပြီးရင်ကျွန်တော်တို့အရသာလေးနည်းငယ်နေထားမှာပေါ့နော်ချက်တမုတ်ထည့်ပေးပါမယ်ပြီးရင်အားလုံးတမနဲ့အောင်ကျွန်တော်တို့နေထားပေးပါမယ်ပြီးကျွန်တော်တို့ရေလေးလာတည်ထားပေးမှာပေါ့နော်ဆပ်လင်ထည့်ပေးပါမယ်โอเคပြီးကျွန်တော်တို့ပကံနဲ့တေချာပြင်ထားပေးမှာပေါ့နော်ပေါင်းဖို့တော့ပေါ့နော်โอเคရေတွေလေးစူလာပြီးစပလန်နဲ့တွေလည်းမွေးနေပါတော့ချင်းရကျွန်တော်တို့လာစပေါင်းတော့မှာပါနော်10နှစ်15နှစ်လောက်ပေါင်းထားပေးရမှာပေါ့နော်ပြီးရင်ကျွန်တော်တို့အချင်းရေလာလောက်မှာပေါ့နော်ကျက်သွန်ဖြူထည့်ပေးပါမယ်ငရုတ်တင်းနေထည့်ပေးပါမယ်ပြီးတော့နနပင်မြင့်နနပင်ထည့်ပေးပါမယ်ပြီးရင်စားနေငယ်ချုံမုံနေငယ်ထည့်ပေးပါမယ်ပြီးတော့တေဝါသုံးကြတော့ထလျက်ခဲပါနော်ချင်းချင်းတို့ငံပြရေထည့်ပေးပါမယ်ပြီးရင်ဒါကြတော့ကျက်သွန်ဖြူရေစိန်လေးပါနော်ထည့်ပေးပြီးတော့ကျွန်တော်တို့လာကြိုက်ထားပြပါမယ်โอเคကျွန်တော်တို့ကြိုက်ထားတာဒီလောက်နေထားပါနော်ချင်းတို့ခက်ကြမ်းကြမ်းလေးပါနော်တအားညက်နေအောင်လည်းမဟုတ်ဘူးပေါ့နော်โอเคပြီးရင်ကျွန်တော်တို့လာလောင်းထားပြပါမယ်ပြီးရင်အရသာလေးမြည်ကြည့်ပေးမှာပေါ့နော်လူရထတဲ့လို့ရပါတယ်ဗျချင်းချင်းတို့ကျွန်တော်ကျတော့အချင်းလေးနဲ့ပေါ့နေတယ်လို့တံပြာတီးလေးနဲ့ငယ်ထညှစ်ထထားပါတယ်နော်တကယ်လို့ချင်းချင်းတို့စိတ်ထဲမှာရေနေတော့မယ်ဆိုရင်တော့ရိုးရိုးရေထတဲ့လေးရပါတယ်နော်မဟုတ်ရင်ကြက်ပြုတ်ရေတို့စီးရင်တော့ပိုတော့ကောင်းမှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ချက်ပေါင်နေလာကြည့်မှာပေါ့နော်โอเคပကံထဲမှာကျတော့ရေတော့ပြီးနေပေါ့နော်ချင်းကြီးတို့ကျွန်တော်တို့ရေလေးတွန်လိုက်မှာပေါ့နော်ကြက်မကြက်ကျတော့ကျွန်တော်တို့ဒီအယိုးပေးနားမှာနည်းနည်းလေးကြည့်ပေးမှာပေါ့နော်တကယ်လို့သွေးတွေမရှိတော့ဘူးဆိုရင်တော့ချက်ပေါင်နေကြက်နေပြီပေါ့နော်ချက်ပေါင်နေလေးကြက်နေပြီဆိုရင်ခုနတော့ကကျွန်တော်တို့ကြိုက်ထားတဲ့အချင်းရေတွေထည့်ပေးပါမယ်အကောင်လုံးထည့်ရမဟုတ်ပေါ့နော်ချင်းကြီးတို့โอเคပြီးတော့ထပ်3မိနစ်လောက်ထပ်ပေါင်းထားပေးပါမယ်โอเค3မိနစ်လောက်လေးပြည့်သွားပြီဆိုရင်ဒါကြတော့စားလို့ရပြီပေါ့နော်ချင်းတို့တူနေကြတော့ဘာကောင်မှပြောစမလို့တော့ပေါ့နော်တကယ်လို့ချက်ပေါင်းနေလေးရပြီဆိုရင်ခုနတော့ကကျွန်တော်တို့ကြိုက်ထားတဲ့အချင်းကြီးတွေပြန်တည်မှာပေါ့နော်သူစူပေါ်လာအောင်နည်းနည်းလောက်ထပ်တည်ထားပေးလိုက်မှာပေါ့နော်โอเคစူပေါ်လာပြီဆိုတော့ကျွန်တော်တို့မေးပိုင်လို့ရပြီပေါ့နော်ကျွန်တော်တို့လာပြင်တော့မှာပေါ့နော်ဒါကြတော့ကိုရစိတ်ကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရတာပါနော်ချင်းချင်းတို့ကျွန်တော်ပကံကြတော့နည်းနည်းသေးရလို့သုံးပါမယ်ထည့်လို့ရပါတယ်နော်အခုလိုမျိုးကျွန်တော်ပြင်ထားတာမြင်ပြီးတော့တရေယူကြမလားဗျာချက်ပေါင်းလေနူနူအီလေးနဲ့အရသာတို့ချင်းငန်ဆက်အမြဲတမ်းနဲ့မွေးလေးနဲ့စားလို့တအားကောင်းပါတယ်နော်ရေလို့သုံးလို့မယ်ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျလိုက်လို့စမ်းကြည့်ကြရအောင်ပေါ့နော်အခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးကိုနဲ့ထိလာရအပေးတဲ့ချင်းချင်းတို့ကိုလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်မှဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မှပြန်ဆောင်မယ်နော်ချင်းချင်းတို့တာ